အဲ့လိုမင်္ဂလာပါလောကကြီးမှာမှားတာကိုမှန်ပြမှုအတွက်ပြင်ဆင်ခွင့်လူတချို့ပေးတယ်ချို့သောလူတချို့ကအဲ့ဒီအမှန်ကိုပြင်ဆင်ရအောင်ဝင်လေးနေကြတယ်ချို့သောမှားတာကိုသိရတဲ့လောကကြီးအမှန်နဲ့ပြင်ဖို့အတွက်ကိုသူတို့ရဲ့အုံနှောင်းနဲ့နှလုံးသားနဲ့ခံစားပြင်ဆင်သွားကြတယ်အမှန်ဖြစ်သွားတယ်သူတို့မြန်မာစကားဝင်ခုရှိရတယ်ဘာဖြစ်ဖြစ်ကိုပြုသမျှကံကိုထံပြန်လာမှာပဲတဲ့ဟုတ်တယ်နောက်အချက်တစ်ချက်ရှိသေးတယ်ကျွန်တော်တို့သူတို့စားဖို့သူကျေးဇူးတဲ့ဘသူကပဲပြေးပြေးဘသူကပဲကြွေးကြွေးကိုထက်တက်ကြီးဝါကြီးပဲကြွေးကြွေးကြွေးလိုက်တဲ့အစားတလို့ကကိုကကျေးဇူးဆက်နေအောင်ကြိုးစားရတယ်ချို့သောလူတွေကတမိုးတရားကိုနားမလည်ကြချို့ကလေးတွေခြားတွေသူတို့နဲ့မတိမ်မင်းတမားတွေတော်များပေါ့နော်ချို့တမိုးမသိရလူပြောတာနော်ဒီမှာတမိုးသိတယ်မပါဘူးချို့သောလူတွေကဒီကောင်အလကားရတာပဲကွာစားလိုက်ဒီကောင်ငါ့ကိုဖွန်ချောင်လို့ကြွေးတာပဲစားလိုက်ဒီကောင်ကွာငါအသုံးချပြီးတော့ငါစားလိုက်ကွာစားလိုက်ကျေးဇူးတရားဆက်နေအောင်ကြိုးစားတယ်သူများလုပ်ပဲစားစားသူကပဲပြေးပြေးသူတို့စားဖို့ဒီကျေးဇူးတဲ့ကျေးဇူးတရားမဆက်နိုင်ရင်မှကျေးဇူးမကမ်းတဲ့ဘူးတို့များလူတချို့ကကျေးဇူးကမ်းကြတယ်လွယ်နဲ့ရတဲ့တမိုးတရားကိုနားမလည်ကြအဲ့ဒီအတွက်ဘာဖြစ်လာလဲလောကကြီးမှာကျေးဇူးတရားခေါင်းပါပြီးမေတ္တာတရားတွေတိုးဆောက်လို့မရတဲ့လူစုကြောင့်ကောင်းတဲ့လူတွေကဘေးရောက်ကုန်ကြတကယ်ကျေးဇူးတရားနားတဲ့တမိုးတရားဖြစ်ရပြီးတော့သူတို့ရဲ့မျက်နှာကိုကြည့်ရရှင်းပြီးတော့ပေါ်ကျေးဇူးတရားနားတဲ့တို့ကိုကျင်းစာထားလို့ချို့တော်များလွယ်ရတမိုးမဲ့ကြတဲ့ထားကြတဲ့လူတွေချို့တော့ချို့သောလူတွေမှာနှလုံးသားမှာဒဏ်ရာနဲ့ချက်တွေနဲ့ခံစားရတယ်ကျေးဇူးမဆန်နိုင်နေကျေးဇူးမကမ်းကြပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးကမ်းရင်ကိုပြုသမျှကံကိုထံပြန်လာလိမ့်မယ်ဝတ်စွာလဲနေရနော်နောင်တဆိုတဲ့စကားလုံးမ